မင်္ဂလာပါပြည်သက်ကြီးရေဒီဗီဒီယိုကိုမစတင်ခင်လက်ခီ channel ကနေကြိုဆိုပါတယ်ရှေးဟောင်းယုံကြည်မှုတွေကောင်းမှုကုသိုလ်ပြုလုပ်ခြင်းနဲ့ရှေးလူကြီးတွေရဲ့တဘာဝကြတဲ့နေထိုင်မှုပုံစံတွေကိုစုစည်းထားတဲ့ channel ပါဒီနေ့မှာတော့ကျွန်တော်တို့ရှေးအစဉ်လာရေစက်လောင်းစုတောင်းစာကိုအတူတကွပြုလုပ်သွားကြမှာပါလွယ်ကူရိုးရှင်းပြီးကုသိုလ်အပြည့်ရနိုင်ပါတယ်လူအများစုအံ့အားနေကြမှာကကောင်းမှုကုသိုလ်လုပ်ပြီးရင်ဘာကြောင့်ရေစက်လောင်းရတာလဲဆိုတာပါပဲရှေးလူကြီးတွေရဲ့အယူဆအရကောင်းမှုကုသိုလ်ဆိုတာစိတ်နဲ့ဆိုင်တဲ့ကိစ္စပါရေစက်လောင်းခြင်းမှာတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြခြင်းပါပဲဒီကောင်းကုသိုလ်ကိုအခြားသူတွေအတွက်အထူးသဖြင့်ဆုံးပါသွားကြတဲ့ဆွေမျိုးတွေကံတေကံမတရားစွဲအမှုထမ်းတဲ့အတွက်စန္ဒပြုရရောက်ပါတယ်ရေကတရားဆောင်တစ်ခုနဲ့တူပါတယ်ကျွန်တော်တို့ရေကိုဖြည်းဖြည်းချင်းလောင်းပြီးစိတ်ကိုစူးစိုက်လိုက်တဲ့အခါဒါဟာကျွန်တော်တို့ရဲ့စိတ်ထဲကနေသူတို့စီကိုကုသိုလ်ပို့ပေးခြင်းလို့ယူဆပါတယ်ပြင်းပြင်းထန်ထန်လောင်းဖို့မလိုပါဘူးမြန်မြန်လဲမလိုပါဘူးအေးချမ်းစွာနဲ့လှုပ်ဆောင်ရင်ကိုလုံလောက်ပါပြီစတင်ခြင်းမပြုခင်ရေသန့်တစ်ခွက်ကိုပြင်ဆင်ပါစိတ်ကိုငြိမ်သက်အောင်ထားကျွန်တော်တို့ပြုလုပ်ထားတဲ့ကောင်းမှုကုသိုလ်တွေကိုတတိယပါပြီးရင်ရေကိုမြေပြင်ပေါ်ဒါမှမဟုတ်ခွက်တစ်ခုခုတည်းကိုဖြည်းဖြည်းချင်းလောင်းပါဒီနောက်အောက်ပါရေစက်လောင်းစုတောင်းစာကိုရွတ်ဖတ်ပါဤတင်ကမေညာတိနိုင်ကဟောတုတုခိတာဟွန်တုညာတယောအဲ့လာကိုမြန်မာလိုပြန်ရရင်ဤကုသိုလ်ကံဒီကျွန်ုပ်ဤဆွေမျိုးအပေါင်းတို့အားဖြစ်ပါစေဆွေမျိုးအပေါင်းတို့သည်ချမ်းသာစွာနေရပါစေကျွန်ုပ်ဤကောင်းမှုကုသိုလ်ကိုမိဘများဆရာသမားများဆွေမျိုးညီအကိုမောင်နှမများကြီးစုရှင်များကံတေကံမတရားဆွဲအမှုထမ်းများအပအဝင်တိကျွမ်းသူမတိကျွမ်းသူအားလုံးအတွက်စန္ဒပြုအပ်ပါသည်သူတို့အားလုံးဤကောင်းမှုကုသိုလ်ကိုမျှဝေရယူနိုင်ပါစေဆုံးပါသွားကြတဲ့သူတွေအတွက်သူတို့ရဲ့ဆင်းရဲဒုက္ခများမှလွတ်မြောက်ပါစေအသက်ရှင်နေထိုင်နေကြတဲ့သူတွေအတွက်သူတို့ရဲ့ဘဝတွင်တာယာချမ်းမြေမှုတိုးတက်ချစ်ထွန်းမှုများကိုရရှိပါစေကြီးမားတဲ့အခက်အခဲတွေဟာပေါ့ပါသွားပါစေဒီရေစက်လောင်းစုတောင်းစာကိုကောင်းမှုကုသိုလ်ပြုလုပ်ပြီးတိုင်းဒါမှမဟုတ်အိယာမဝင်ခင်မှန်မှန်ပြုလုပ်နိုင်ပါတယ်အခမ်းအနားကြီးကျယ်ပြန့်စွာလုပ်เสียမလိုပါဘူးကျွန်တော်တို့ရဲ့စိတ်ကရည်မှန်းချက်ထားရှိရင်ကိုကုသိုလ်ရတယ်လို့ယူဆပါတယ်ဒီဗီဒီယိုအဆုံးသတ်ခင်မှာ Lucky Channel ကို like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဒါကကျွန်တော်တို့အတွက်အားပေးမှုတစ်ခုဖြစ်ပြီးကောင်းမှုကုသိုလ်တစ်ခုမျှဝေပြုလုပ်ရလဲရောက်ပါတယ်ဒီလိုကောင်းတဲ့ဗီဒီယိုတွေကိုလူတိုင်းစီဆက်လက်ရောက်ရှိစေဖို့အတွက်ပါကျေးဇူးတင်ပါတယ်